အကြောင်းလေးကဒါကအညူရောင်ပေါ့နော်ဒီကအညူရောင်လေးဖြစ်တယ်နော်သူ့ရဲ့နော်ဒီမှာအမြုပ်လေးဖြစ်တယ်နော်တို့ကဒီအပင်တွေအတွက်ပေါ့နော်ဒီအပင်တွေအတွက်ဒါအပင်အားစီတားကောင်းတယ်ပေါ့နော်တို့ကဒီကိုကျွန်တော်တို့ကဒီ site ပေါင်းတွေပေါ့နော်ဒီ site ပေါင်းတွေမှာတုံးလို့ရတယ်ဒီ site ပေါင်းတွေပေါ့နော်ဒီဖြန်းလို့ရတယ်ပေါ့နော်ဒီအပင်ရဲ့အပြစ်တွေဖြန်းလို့ရတယ်ဒီအရွက်လည်းဖြန်းလို့ရတယ်ပေါ့နော်ဒီဟင်းသီးဟင်းရွက်ဒီအပင်တွေဆိုလို့ရှိရင်အရန်ကောင်းပါတယ်ပေါ့နော်ကျွန်တော်တို့ဒီဟင်းသီးဟင်းရွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်ဒီနနံပေါ့နော်ဒီနနံပင်ဒီဆက်လက်မုံရင်းပေါ့နော်အဲ့လိုမျိုးဒီအရွက်ခုစားတဲ့လိုအပင်မျိုးစားလေးဆိုလို့ရှိရင်ဒါကောင်းပါတယ်ပေါ့နော်ဒီတို့ဒီဟိုပါပေါ့နော်ဒီတခြားသီးနှံတွေလည်းကောင်းတယ်ပေါ့နော်ဒီတခြားသီးနှံဟိုပါပေါ့နော်ကျွန်တော်တို့ဒီတခွားပဲတောက်ရှည်ကျွန်တော်တို့ခရမ်းငရုတ်ပေါ့နော်ဒီငရုတ်အကုန်ပေါ့နော်အပင်မှန်သမျှအကုန်အသုံးပြုလို့ရပါတယ်ပေါ့နော်ဒီဟာကတော့ဒီငါးမိုင်လို့အားစီပေါ့နော်သူရဲ့ပြုလုပ်နည်းလေးอ่ะပေါ့နော်သူကကျွန်တော်တို့ဒီငါးတပိတ်တာပေါ့နော်ဒီထညက်ကတပိတ်တာပေါ့နော်ကျွန်တော်တို့ကဒီစားလူရောမှာပေါ့နော်ဒီထညက်ကြတော့ကျွန်တော်တို့ကပထမဆုံးအနေနဲ့ကျွန်တော်တို့ကအရေးကျူရမှာပေါ့နော်အရေးကျူမယ်အရေးကျူလို့ကျွန်တော်တို့ကဒီခပ်ပြည့်ပြည့်လေးပေါ့နော်ဒီလိုနည်းနည်းအရေးပြည့်ပြည့်လေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအသင်းလောက်ထားတယ်ပေါ့နော်ငါးပေါ့နော်ဒီငါးကအကောင်ကြီးလို့ရှိရင်ကျွန်တော်တို့ကဒီအတုံးလေးတုံးပေါ့နော်ဒီငါးအကောင်သေးလို့ရှိရင်တော့အကောင်အတိုင်းပဲပေါ့နော်အကောင်တိုင်းပေါ့နော်ကျွန်တော်တို့ကဒီငါးလည်းကျွန်တော်တို့ကအစင်သင်းဖြစ်ပြီးပေါ့နော်ဒီထညက်ရည်ကလည်းရပြီဆိုလို့ရှိရင်စားလို့ကျွန်တော်တို့ကရောမှာပေါ့နော်ဒီစားတို့ကျွန်တော်တို့ကရောဥပလို့ရှိလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်ဒီပလတ်စတစ်ဘုံပေါ့နော်ဒီပလတ်စတစ်ဘုံပဲဖြစ်ဖြစ်ဒီစင်အိုပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကထည့်ရမှာပေါ့နော်အပေါ်ကျတော့ဒီအပေါ်အဖုံးအနေနဲ့ကတော့ကျွန်တော်တို့ကဒီတင်းအောင်ကျွန်တော်တို့ကဖုံးလို့မရဘူးပေါ့နော်ဒီပလတ်စတစ်ဖုံးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်ဒီဟိုအပေါ်အဖုံးကပေါ့နော်ဒီအပေါ်အဖုံးကိုဖွင့်လိုက်ပေါ့နော်ဖွင့်ပြီးတော့ဒီအပေါ်ကနေပြီးတော့ဟိုပိတ်ပါစားလေးပေါ့နော်အဲ့ဒါနဲ့စီးတာပေါ့နော်သူကဒီအဖုံးကိုလေးလုံးအောင်ဖုံးလို့မရဘူးပေါ့နော်ဒီပိတ်ပါစားနဲ့ပဲစီးပေါ့နော်သူကဒီမှာပေါ့နော်ဒီငါးရဲ့ဒီထညက်ရဲ့ပေါ့နော်ဒီတက်ပြတဲ့အခါမှာဒီသူကကတ်တွေတအားထွက်တယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ကအပေါ်ကနေပြီးတော့ပိတ်ပါစားတွေနဲ့ပဲစီးတာပေါ့နော်ဒီမှာပေါ့နော်သူအရှိရကျွန်တော်ပြပါနော်ဒီမှာအရှိရအခုလိုအရောင်ပေါ့နော်ဒါကအညူရောင်ပေါ့နော်သူကဒီအညူရောင်လည်းရှိတယ်ပေါ့နော်နောက်တစ်ချက်ကဟိုပါပေါ့နော်ဒီကျွန်တော်တို့ဒီပြားရည်လိုအရောင်ပေါ့နော်ပြားရည်လိုအရောင်မျိုးလည်းရှိတယ်ပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကတုံးလို့ရပါတယ်ပေါ့နော်ဒါကကျွန်တော်ကလောက်ထားတာဟိုအစင်းလေးဖြစ်နေတယ်ပေါ့နော်ဒီမှာတပူးပေါ့နော်ဒီမှာကတပူးပေါ့နော်ဒါကဒီဘူးတွေကကျွန်တော်ကဒီအဖက်လေးနည်းနည်းရှိလို့ပြန်စစ်ထုတ်နေတာပေါ့နော်အကြီးလေးကနည်းနည်းတက်တယ်အဖက်ကလည်းနည်းနည်းရှိတယ်လို့ကျွန်တော်ကပြန်စစ်ထုတ်တာပေါ့နော်ဒါကကျွန်တော်အခုဒါကလောက်ထားတာကကျွန်တော်ကဒီခရမ်းအတွက်ပေါ့နော်ဒီခရမ်းအသုံးဖို့အတွက်ကျွန်တော်ကလောက်ထားတာဖြစ်ပါတယ်ပေါ့နော်သူရဲ့ဆေးအချိုးစားပေါ့နော်ဒီကျွန်တော်တို့ဒီဆေးပြန်ပုံတစ်ပုံကိုဒီဟိုပါပေါ့ဒီဆေးပြန်ပုံတစ်ပုံကို50cc ထည့်ရမှာပေါ့နော်အဲ့လိုမျိုးလေးကိုကျွန်တော်တို့ကဒီထည့်ပြန်လို့ရပါတယ်ပေါ့နော်ကျွန်တော်ဟိုဆေးရနည်းနည်းအရေးလေးပြတ်တယ်ပေါ့နော်ဒါစစ်ချနေရတယ်ပေါ့နော်သူရဲ့ပေါ့နော်ကျွန်တော်တို့ကဒီသူရဲ့ဟိုကဘယ်နှလားအထိစောက်ရမလဲဆိုတော့ဒါများသောအားဖြင့်ပေါ့နော်ဒီအကြမ်းအမြင်အားဖြင့်ကျွန်တော်တို့ကဒီ3လလောက်ဆိုလို့ရှိရင်ဒါကစသုံးလို့ရပြီပေါ့နော်3လဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုမျိုးဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအနံ့ပြောင်းသွားတယ်ပေါ့နော်အနံ့ကကျွန်တော်တို့ကဒီငါးအနံ့လေးနည်းနည်းနံ့မှာပေါ့နော်နောက်တော့ဒီကျွန်တော်ချိုတဲ့အနံ့လေးနည်းနည်းထွက်လာမယ်ငါးအနံ့လေးလည်းထွက်လာမယ်ဆိုလို့ရှိရင်ဒါကစတင်အသုံးပြုလို့ရပါပြီပေါ့နော်ကျွန်တော်တို့ကဒီလိုမျိုးငါးတွေမှာဒီလိုမျိုးပေါ့နော်ဒီငါးအယိုးကြီးအသားတွေဒီပေါ့နော်ဒီအဖက်တွေအယိုးတွေကိုတော့အခုလိုမျိုးပေါ့နော်အခုလိုပိတ်ပါစားနဲ့ကျွန်တော်တို့ကစစ်ထုတ်ပြရမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီအောက်မှာပေါ့နော်ကျွန်တော်တို့ကဒီအရှိကြီးလေးပြန်ရမှာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီဆေးပြန်ပုံတစ်ပုံကို
50cc ထည့်သုံးရမှာဖြစ်ပါတယ်ပေါ့နော်ဒါအပင်အတွက်ဒါကောင်းပါတယ်ပေါ့နော်ဒါကကျွန်တော်ကဒါခရမ်းအတွက်ပေါ့နော်ကျွန်တော်ကလောက်ထားဖြစ်ပါတယ်ပေါ့နော်ဒါအကြမ်းမြင်အားဖြစ်တော့ပေါ့နော်3လလောက်တော့ကျွန်တော်တို့ကစောက်ရတာပေါ့နော်ဒါဆေးရဲ့တက်တန်ပေါ့နော်ဘယ်လောက်ထိကြာအသုံးခံလဲဆိုတော့ပေါ့နော်သူ့ရဲ့အနံ့ပေါ့နော်ဒီအနံ့နဲ့အယောင်မပြောင်းသေးရကတော့73လို့ရနေပါသေးတယ်ပေါ့နော်ပေါ့နော်ဒီအယောင်ဆိုလို့ရှိရင်ဒီအစိမ်းရောင်နေပါဒီအစိမ်းရောင်တို့ဒီအေးပေါ့နော်ကျွန်တော်တို့ဒီအနက်ဒါအနက်အရောင်ပေါ့နော်အဲ့လိုမျိုးကြီးဖြစ်လာမယ်ဒီအနက်လည်းကျွန်တော်တို့ကဒီပုတ်တဲ့အနက်ဖြစ်လာမယ်ဆိုလို့ရှိရင်ဒါဆေးကို73လို့မရတော့ဘူးပေါ့နော်ဆေးရောင်အခုလိုအညိုရောင်ရှိမယ်ကျွန်တော်တို့ကဒီလိုမျိုးပေါ့ပြားရည်လိုအရောင်မျိုးလေးတွေရှိတယ်ပေါ့နော်အရှိရတော့ဒီအဓိကတော့ဒီအနက်ပေါ့နော်ဒီအနက်ကကျွန်တော်တို့ကဒီပုတ်တဲ့အနက်မထွက်ကြဘူးပေါ့နော်အခုလိုကျွန်တော်တို့ဒီချိုတဲ့အနက်လေးထွက်ကြမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဆေးရသုံးလို့ရပါပါပြီပေါ့နော်တော့မိတ်ဆွေတန်ငယ်ချင်းတွေလည်းပေါ့နော်ဒါကိုစမ်းလုပ်ကြည့်ပါပေါ့နော်ဒါအရင်လဲလွယ်ကူတယ်ပေါ့နော်လောက်ရတာသူကအချိန်လေးတော့စောက်ရတာပေါ့နော်ဒီ3လ4လလောက်တော့ကျွန်တော်တို့ကစောက်ရတယ်ဒါကျွန်တော်ဆိုလို့ရှိရင်ဒါတော်တော်ကြာကျွန်တော်ကလောက်ထားပေါ့နော်5လ6လလောက်ရှိတယ်ပေါ့နော်ဒါကျွန်တော်လောက်ထားတာ5လ6လလောက်ရှိတယ်ပေါ့နော်ဒါကပထမတစ်ခါကျွန်တော်ကဒီအဖက်လေးကိုစစ်ထုတ်သွားပြီပေါ့နော်အခုဒါကနည်းအဖက်လေးနဲ့ကြံ့နေသေးလို့ပေါ့နော်ပြန်စစ်ထားတာပေါ့နော်နောက်ကျွန်တော်ကဒီအရေးရနေနေပြစ်တယ်ပေါ့နော်ဒါအရေးပြစ်တာကလည်းအကြောင်းမရှိဘူးအဓိကကျွန်တော်တို့ကဒီအနံ့ပေါ့နော်ဒီအနံ့ကပုံနဲ့မထွက်ဘူးဆိုလို့ရှိရင်အသုံးပြုလို့ရတယ်ပေါ့နော်ဒါအပင်နေဆိုလို့ရှိရင်ဒါအပင်အားစီအတွက်အလွန်ကောင်းပါတယ်ပေါ့နော်ဒါကတော့9မိုင်လို့ပြုလုပ်နေလေးပေါ့နော်ပေါ့နော်ဒီ9ကတပိတ်တာပေါ့နော်9ကတပိတ်တာထညက်ကတပိတ်တာစရူပေါ့နော်ဒီထညက်ကြတော့ကျွန်တော်တို့အရေးကြိုမယ်ရတဲ့ဒီထညက်ရေကိုဒီအစင်သေးလောက်ထားတဲ့ဒီ9နဲ့ပေါ့နော်ဒီစရူရောမယ်ပေါ့နော်စားလူရောပြီးတော့ကျွန်တော်တို့ဒီ plastic ဘုံဖြစ်ဖြစ်စင်အိုးဖြစ်ဖြစ်အဲ့တဲ့ထည့်ပြီးတော့เนาะဒီအဖုံးကြတော့တို့အပေါ်ကနေပြီးတော့ပိတ်ပါစားလေးနဲ့ဒီဖုံးထားရမှာပေါ့เนาะဒီပိတ်ပါစားကိုဒါကျိုးလေးနဲ့ကျွန်တော်တို့ကခြိထားပြီပေါ့เนาะကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့เนาะကျွန်တော်မိတ်ဆွေငယ်ချင်းတွေကိုကျွန်တော်ကဒီ9မိုင်ကိုပြုလုပ်နေလေးကိုကျွန်တော်ကဒီလက်တွေ့ပေါ့เนาะဒါကျွန်တော်ပြုလုပ်ပြီးတော့ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေကိုမျှဝေပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတွေလည်းအခုနေလေးကိုပေါ့เนาะဒီစမ်းသပ်ပြီးတော့လုပ်လို့ရပါတယ်ပေါ့เนาะအားလုံးကျေးဇူးတင်ပါတယ်